မောက်သက်ထားနဲ့အနေဝင်းပါရင်ကွယ်ရွှေစင်လျံဝင်းညချဲစိန်ချူဝင်းရရွှေဘုံပင်လာကမှာစံနေရတော့လေကိုယ်အသေးကမရှင်မှုထားတဲ့လေကြည်သာတင်ရှင်ချစ်သူမျက်နှာဦးတွေ့မြင်လို့သည်ဆန္ဒတွေလဲကျွယ်ကျင်နာရသည်မှုကွယ်ထားခဲ့တဲ့သစ္စာကလေးစကားမပြေမောင်လာမပန်းပန်းမဲ့လို့တပွားဝပြောခဲ့တာလဲကြားရောက်မိပါလေကွယ်ကျဲရလာရဲ့နှက်ကတွေနဲ့စုံလာတဲ့ညတညဝဲနှစ်ယောက်သားငါတွေ့ရရွှေစပယ်ယုံမေးမယ်စပယ်ပွင့်မိကိုချွေချစ်သူမြတ်ဆိုင်ကေဝဲမောင်ပန်းငါပေးစီလို့ငါပြုံးမျိုးလေးကြည်နေတာရဲ့တနည်းမှလဲမိမရတယ်သူလဲမောင်လူသာကွယ်ငယ်ချစ်ပြင်းမမျောရှာလေးမယ်မိပါလေကွယ်ကျဲလာရဲ့နှခတွေနဲ့စုံလာတဲ့ညတညဝဲနှစ်ယောက်သားငါတွေ့ရရွှေစပယ်ယုံမေးမယ်စပယ်ပွင့်လို့ချွေချစ်သူညဆိုင်ကေဝဲမောင်ပန်းငါပေးစီလို့ငါပြုံးပြုံးလေးကြည်နေတာရဲ့တနည်းမှလဲမိမရရဲ့သူလဲမောင်လူသာကွယ်ငယ်ချစ်ဖြင်းမမျောရှာလေမဒီမိုးဒီဆောင်ဒီနွေပြောင်းတော့ချစ်သူကျင်လူထမ်းမောင်မရောက်လာသေးအတွင်းနေတာအငယ်ရှာမယ်လှရီတင်ရှုံးချစ်မြတ်ဝမပလဲရတန်းနေမှာဖြစ်ချစ်သူထမ်းမောင်လာခဲ့မယ်လို့အကျူစကားထောက်ပါမဲကွယ်တရွာသူမောက်သက်ထားရဲ့ပါရင်နန္တာမပြေစီလို့တရွာသားကိုရည်သားထားလို့နွမ်းရတယ်တဲ့သူစကားရှိရဲ့တယောက်စကားတယောက်ကြားလို့သူလဲဒီလိုပဲထင်မယ်ရွာသားကိုရည်သားထားတော့နွမ်းရတယ်တဲ့သူစကားရှိရဲ့တယောက်စကားတယောက်ကြားမှလို့သူလဲဒီလိုပဲထင်မယ်ဒီလိုမထင်လိုက်ပါနဲ့မောင်ပြောလိုက်ခြင်းရဲ့ကွယ်လူတို့စိတ်တစ်မျိုးကိုချစ်ရသူကမောင်ပါပဲလို့တရွာသူမောက်တဲ့ထားရင်ထားခဲ့တဲ့သစ္စာကြီးစကားမပြေဒီမိုးဒီဆောင်ဒီနွေပြောင်းတော့ချစ်သူကျင်လူထမ်းမောင်မရောက်လာသေးအတွင်းနေတာအငယ်ရှာမယ်လှရီတင်ရှုံးချစ်မြတ်ဝမှာပလဲရတန်းနေမှာဖြစ်ချစ်သူထမ်းမောင်လာခဲ့မယ်လို့အကျူစကားထောက်ပါမဲကွယ်တရွာသူမောက်သက်ထားရဲ့
ပါရင်နတ်မှာမပြေစီလို့တရားနာကိုဤသာတော့လွှမ်းရတယ်တဲ့ဆိုစကားရှိရဲ့တယောက်တည်းတယောက်ကြားပါလို့သူလည်းဒီလိုပဲထင်တယ်ဒီလိုမထင်လိုက်ပါနဲ့မောင်ပြောလိုက်ချင်ရဲ့ကွယ်လူတို့စိတ်တစ်မျိုးကိုချစ်ရသူကမောင်ပါပဲလို့တရားသူမောက်တဲ့ထားရင်ထားခဲ့တဲ့သစ္စာကြီးစကားမပြေ